ဖိုးလုံးဟာရတိကြီးစီမှာပညာသင်ယူခဲ့တာ၄နှစ်ကြာသွားတဲ့အချိန်သူစိတ်သက်သမားတီးနဲ့အစွမ်းတွေဟာမတူညီတဲ့အဆင့်တစ်ခုကိုရောက်ရှိနေပြီဖြစ်တဲ့တနေ့ရတိကြီးကသူ့ကိုခေါ်ပြီးတည်ငြိမ်တဲ့အတန်နဲ့မိန့်တော်မူတယ်လူလေးဖိုးလုံးအခုချိန်ကလူလေးလော်ကီအကျိုးကိုတည်ပိုးပြီးခုနှစ်ရက်သားသမီးတွေကိုကယ်တင်ဖို့အချိန်ရောက်ပြီဖိုးလုံးကလက်ချုပ်ပြီးဥညွတ်ကအဖမိတ်ကြားသမျှကိုနားထောင်ပြီးလော်ကီအကျိုးကိုအစွမ်းကုန်ထမ်းရွက်ပါမယ်လို့ပြောလိုက်တယ်ရတိကြီးကပြုံးသိမ့်စွာဒီနေ့ကစပြီးမင်းအမိကိုအောင်နေမင်းလို့ခေါ်မယ်အဖကတော့မဟာမြိုင်တော်မှာမင်းကိုစောင့်နေမယ်လို့ပြောလိုက်တယ်အဲ့ဒီလိုနဲ့အောင်နေမင်းဟာသူ့ဘဝရဲ့ဒဏ္ဍာရီလန်းခီးကိုစတင်ထွက်ခွာခဲ့တယ်ရွာတရွာနားကိုရောက်လာတဲ့အခါရွာပြင်းဇရက်လေးတစ်ခုမှာတရားထိုင်နေခဲ့တယ်ညက်လေပြေအေးကြမှာဆရာလေးလို့ခေါ်တန်တစ်ခုတိတ်တဆိတ်ထွက်လာတယ်မျက်လုံးဖွင့်ကြည့်လိုက်တော့ရုပ်ကစိုးတစ်ကောင်ရက်နေတယ်ဒီရွာမှာအောက်လန်းဆရာတယောက်ထင်တိုင်းကျဲနေတယ်ကျွန်တော်တို့လည်းမနိုင်ဘူးဆရာလေးကူညီပေးပါလို့တောင်းဆိုလာတယ်အောင်နေမင်းကခေါင်းညိတ်ပြီးမနှက်ဖြန်ရွာထဲဝင်ပြီးကူညီမယ်လို့အေးဆေးပြန်ပြောလိုက်တယ်အဲ့ဒီညအောက်လန်းဆရာပခိုင်ဟာသူမွေးထားတဲ့တရေတွေနဲ့အတူရွာထဲကိုဝင်လာတယ်ရွာလမ်းမကြီးပေါ်မှာလှည့်လည်နေပြီးခြေတန်းချီအိမ်တစ်လုံးရှိရောက်တဲ့အခါဂါထာတစ်ပုဒ်ကိုရွတ်လိုက်တယ်ချက်ချင်းပဲအနီးဝန်းကျင်မှာအိမ်ငွေတလွာပြန့်နှံ့သွားတယ်တက်လို့အမိတ်ပေးလိုက်တာနဲ့တရေတကောင်အိမ်ပေါ်တက်သွားတယ်ခဏကြာတော့မိန်းကလေးတယောက်ကိုပူးကက်ကအောက်ကိုဆင်းလာတယ်ပခိုင်ကသူ့လက်ပတ်ကိုကောင်မလေးလက်ပေါ်ဆွတ်လိုက်တာနဲ့ကောင်မလေးရဲ့မျက်လုံးတွေအလင်းပြောက်သွားပြီးအတိတရားလည်းမရှိတော့ဘူးသူဟာအမိတ်တိုင်းသာလိုက်လုပ်တဲ့ရုပ်ရည်တစ်ခုလိုဖြစ်သွားတယ်အဲ့ဒီညရုပ်မာမှုတစ်ခုကြောင့်ဘဝတစ်ခုပြိုကွဲသွားခဲ့တယ်ပြီးနောက်ပခိုင်ထွက်သွားခဲ့ပြီးကောင်မလေးကသတိမေ့လျက်အိမ်ထဲမှာကြံ့ရစ်ခဲ့တယ်နောက်နေ့ရွာထဲမှာဝမ်းနည်းမှုနဲ့ကြောက်ရွံ့မှုတွေပြည့်နေတယ်ရွာသူကြီးကကင်းလှည့်စေခဲ့ပေမဲ့ညတိုင်းလူတွေအိပ်ပျော်သွားပြီးမနှက်ကြဘာမှမမှတ်မိကြတော့ဘူးဒီလိုနဲ့ဆက်သွားရင်ငါတို့ရွာမလုံခြုံတော့ဘူးလို့လူတွေစိုးရိမ်နေကြတယ်မနှက်အစောအောင်နေမင်းရွာထဲဝင်လာတယ်အိမ်တအိမ်ရှိမှကောင်မလေးတယောက်တက်သေးဖို့စူးစမ်းနေပြီးမိဘတွေငိုပြီးတားနေကြတယ်အောင်နေမင်းနီးကပ်လာပြီးနူးညံ့စွာညီမလေးမလုပ်ပါနဲ့လို့ပြောလိုက်တယ်လူယုံမှတယောက်ကြောင့်ကိုဘွားကိုမဖြတ်ပါနဲ့သူ့အဖြစ်ကိုသူခံရမယ်ညီမလေးမိဘတွေကိုကြည်ပါသူတို့ဘလောက်စိတ်နာနေရမလဲမိဘတွေကလည်းသမီးရဲ့မလုပ်ပါနဲ့လို့ကိုကြွေးနေကြတယ်အောင်နေမင်းဆက်ပြောတယ်ညီမလေးအဲ့ဒီလူကိုအကိုဆုံးမပေးမယ်မင်းစိတ်ကိုထိန်းထားပါအဲ့ဒီစကားတွေကြားမှာကောင်မလေးရဲ့စိတ်ကတဖြည်းဖြည်းပြန်လဲတည်ငြိမ်လာတယ်ထို့နောက်အောင်နေမင်းဟာရွာသူကြီးအိမ်ကိုတွားပြီးရွာမှာကြုံနေတဲ့အခက်တွေကိုသူသိရှိပြီးဖြေရှင်းပေးရန်ယောဂအကြောင်းရှင်းပြလိုက်တယ်ရွာသူကြီးကကျေးဇူးတင်ပါတယ်ဆရာလေးကျွန်တော်တို့ဘသူ့ကိုခေါ်မနိုင်ဘူးလို့ပြောလိုက်တယ်ညရောက်လာတဲ့အခါအောင်နေမင်းနဲ့ကာလာသားခေါင်းဆောင်နှစ်ယောက်သားအောက်လန်းဆရာလာရလန်းကိုထွက်သွားကြတယ်ကာလာသားကကျွန်တော်လဲတရေတွေမြင်ချင်တယ်လို့ပြောလိုက်တယ်အောင်နေမင်းကစေးမြစ်တစ်ခုပေးပြီးဒါကိုငုံထားမမြင်ရတဲ့အရာတွေကိုမြင်နိုင်မယ်လို့ပြောလိုက်တယ်ည10နာရီပခိုင်ရောက်လာတယ်အောင်နေမင်းကတည်ငြိမ်စွာမင်းပညာတွေလှူလိုက်လို့ပြောလိုက်တယ်ပခိုင်ဒေါသထွက်ပြီးမလောက်လေးမလောက်စားကောင်ငါပညာလာတောင်းရဲတယ်လို့អော်လိုက်ပြီးတရေတွေတက်လိုက်လို့အမိတ်ပေးလိုက်တယ်တရေတွေဝိုင်းတိုက်လာတယ်ဒါပေမဲ့အောင်နေမင်းမလုံမရှက်အေးဆေးပဲရက်နေတယ်သူ့အကာအကွယ်ကိုဘာမှမဖြိုးဖျက်နိုင်ဘူးဖနှောက်တစ်ချက်ပေါက်လိုက်တာနဲ့တရေတွေအကုန်လွင့်စင်သွားတယ်ပြီးတော့ဟေ့ဒေဝရခဒီငမိုက်သားကိုစုံမဆန်းလို့ခေါ်လိုက်တယ်ချက်ချင်းဘလူးကြီးတကောင်ပေါ်လာပြီးပခိုင်ကိုပြင်းထန်စွာရိုက်နှက်လိုက်တယ်ပခိုင်ကြောက်လန့်ပြီးကျွန်တော်မှားပါတယ်ခွင့်လွတ်ပါလို့ဝန်ခံလာတယ်နောက်ဆုံးပညာတွေလှူပြီးထွက်ပြေးသွားခဲ့တယ်အောင်နေမင်းနဲ့ကာလာတာပြန်ပြီးရွာသူကြီးအိမ်ကိုရောက်လာကြတယ်ရွာသူကြီးမေးတယ်မသေးသေးဘူးလားအောင်နေမင်းအေးဆေးစွာသူ့မှာပညာမရှိတော့ဘူးသူမွေးထားတဲ့တရေတွေကသူ့ကိုပြန်တက်ကြတော့မယ်သူတို့ကိုအတင်းအကျပ်ခိုင်းခဲ့တာကြောင့်အခုသူတို့လွတ်မြောက်လာပြီတကယ်လဲပခိုင်ဟာရွာပြင်မထွက်ခင်သူမွေးထားတဲ့တရေတွေကပြန်လဲတိုက်ခိုက်ပြီးတက်ဖြတ်လိုက်ကြတယ်နောက်နေ့မနက်အစောအောင်နေမင်းဟာဘယ်သူမှမသိခင်တိတ်တဆိတ်ရွာကိုခြံထားပြီးထွက်ခွာသွားခဲ့တယ်